Demon Slayer manga chapter 164ပထမဆုံးစာမျက်နှာတော့မစတင်ရသေးခင်မှာပဲမျက်စိအရှိမရက်နေတဲ့အထက်အဆင့်တင်မိတ်စာငါသိပြီဒီပုံမှန်တင်မြင်ကဆိုတဲ့စကားအတန်နဲ့အတူပထမဆုံးစာမျက်နှာမှာတော့ထိုကီကခိုကိုရှိဘိုကိုကြည့်နေရင်းနဲ့ပဲအဲ့ဒါကအထက်အဆင့်တင်မိတ်စာသူ့ရဲ့ပုံစံကတခြားအထက်အဆင့်တွေနဲ့လုံးဝကိုမတူဘူးအရန်ကိုတင်ငိမ်ပြီးတော့လေးနဲ့တယ်တော်တော်ကိုလည်းအရှိန်အဝါကကြီးတယ်ပြီးတော့အဲ့ဒီဒါနည်းနည်းတော့ပုံပြပန်းပြတ်နေပြီဆိုပေမဲ့ကြီးရတာဒီလူကအရင်ကမိစ္ဆာနေနေတဲ့သူဖြစ်ခဲ့တဲ့သူလားအဲ့ဒါဆိုလို့ရှိရင်အသက်ရှူခြင်းနီလန့်တွေကိုလည်းအသုံးပြုသူလားအဲ့ဒီနောက်သူ့ရဲ့ဓာတ်ကိုကင်ထားတဲ့လက်ကရုတ်တရက်တုံရီလာကသူကလည်းအံ့ဩသွားပြီးတော့ငါကြောက်ပြီးတော့တုံနေတာကမရက်တော့ဘူးငါ့ရဲ့ခန္ဓာကိုယ်ကရင်ဆိုင်ဖို့ညှင်းဆန်နေသလိုပဲပြီးတော့ငါအရင်ကဒါမျိုးတစ်ခါမှမဖြစ်ဘူးလို့သူ့ရဲ့စိတ်ထဲမှာတွေးနေပါတယ်အဲ့ဒီနောက်ခေါ်ကုရှိဘူးကမင်းရဲ့နမီကဘာများလဲလို့မေးလိုက်ပါတယ်ထိုကီရိုမူချီရိုလို့ပြန်ဖြေလိုက်ပါတယ်ဒါဆိုသိကြပြီငါသိပြီအဲ့ဒါပြောက်ကွယ်သွားပြီဖြစ်တဲ့ဆူကီဂူနီရဲ့နောက်ဆုံးမျိုးဆက်တွေပဲထိုကီကဆူကီဂူကြီးလို့ပြောလိုက်ကငါတစ်ခါမှမကြားဘူးခေါ်ကုရှိဘူးကတော့အဲ့ဒီနမီကလွန်ခဲ့တဲ့နှစ်တရာလောက်တုန်းကရှိခဲ့တာလုံးဝမှားစရာအကြောင်းမရှိဘူးငါလူသားဖြစ်ခဲ့စဉ်အချိန်တုန်းကငါရဲ့နမီကဆူရှီဂူနီမီချီကာဆူလို့ပြောလိုက်ပါတယ်မင်းကငါထွက်သွားပြီးတော့ဆူရှီဂူကီရဲ့နောက်ဆုံးမျိုးဆက်တွေထဲကတယောက်ပဲငါရဲ့မျိုးရိုးဆိုလဲမမားဘူးအဲ့ဒီတော့မင်းနဲ့ငါကသွေးသားတော်ဆက်တယ်လို့ပြောလို့ရတယ်အဲ့ဒီနောက်တော့ထိုကီကထိတ်လန့်အံ့ကိုသွားပြီးတော့သူ့ရဲ့မျက်နှာမှာလဲချွေးစီးချေးပေါက်များစွာကိုမြင်တရမှာဖြစ်ပြီးတော့အဲ့ဒီလူနဲ့ငါကသွေးသားတော်ဆက်တယ်လားမဖြစ်နိုင်တာလုံးဝကိုမယုံနိုင်ဘူးပြီးတော့အဲ့ဒီမိစ္ဆာကပထမဆုံးအသက်ရှူခြင်းကိုအသုံးပြုရဲ့လူလားထိုကီကသူ့ကိုယ်သူပြန်တွန်းအားပေးနေရင်းနဲ့ပဲစိတ်ကိုထိန်မလောနဲ့ခွေးဟောင်လို့ဖုံမထဘူးစိတ်ကိုထိန်လို့ပြောကသူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားနေပြီးတော့ခိုကုရှိဘူးကမင်းရဲ့စိတ်တွေကလက်ဖြားခါလောက်ပါပြီရဲ့တခဏလေးအတွင်းကိုစိတ်ကိုမလွတ်တောင်းထိန်းထားနိုင်လိုက်တာပဲအဲ့ဒီနောက်တော့ရုတ်တရက်နဲ့ပဲခိုကုရှိဘူးရဲ့အရှိတက်တဲ့ကိုထိုကီကပြေးဝင်လာပြီးတော့မြူနင်းအသက်ရှူခြင်းဒုတိယမြောက်ပုံစံမြူနင်းလာခုတ်ပိုင်းခြင်းလို့ပြောလိုက်ပြီးတော့တိုက်ကွက်ကိုဖွင့်ခဲ့ပေးမဲ့လေခိုကုရှိဘူးကတိုက်ကွက်ကလက်ဖြားခါလောက်ပါပြီရဲ့မြူတွေပါလားငါသိပြီမစိုးဘူးလို့တော့ပြောရမယ်အဲ့ဒီနောက်ထိုကီကပြစမားမြောက်ပုံစံတိမ်ပင်လဲမိုးတိမ်တိုက်များဖုံးအုပ်ခြင်းလို့ပြောရင်းနဲ့ပဲတိမ်တိုက်များပေါ်ထွက်လာပြီးတော့ခိုကုရှိဘူးရဲ့ဘေးနားဖြတ်သွားကမူချီရိုလို့ခေါ်လိုက်ကတစ်ဖက်မှာထိုကီကလှည့်ကြည့်လိုက်ပြီးတော့ဆိုတော့မင်းကဒီနှစ်ထဲမှာ14နှစ်ပြည့်ရအောင်ဟုတ်လားမင်းရဲ့တိုက်ပွဲဝင်ပုံစံကွက်တွေကတော့အသက်အရွယ်နဲ့မလိုက်အောင်ထူးချွန်လွန်ပါပြီမင်းရဲ့ပုံစံကငါ့ကိုကြောက်လန့်နေပုံပေါ်ပေမဲ့လေမင်းမှာငါ့ကိုရင်ဆိုင်ရတဲ့တတိရရှိတာပဲငါ့ရဲ့မျိုးဆက်ဆိုတဲ့အတိုင်းပဲငါနဲ့ဒီလောက်ထိမျိုးဆက်တွေကွာသွားတာတော့မှစွမ်းအားနဲ့တတိကတော့အမခံပဲငါ့ရဲ့မျိုးကပျောက်ကွယ်သွားလဲပဲငါ့ရဲ့ cell တွေကတော့မင်းရဲ့ကိုယ်ခန္ဓာထဲမှာစီးဆင်းနေအောင်ပါပဲအဲ့ဒီနောက်ထိုကီကစောက်ခွက်လာမပြောင်းစမ်းနဲ့မင်းနဲ့ငါကမျိုးဆက်ဖြစ်ခဲ့ရင်တော့မှနှစ်ပေါင်း100ကြာသွားပြီကွာလူတယောက်ရဲ့မျိုးရိုးကိုအဲ့လောက်အထိလိုက်မှတ်မှာလေလားပြောချင်တာကတော့မင်းရဲ့ cell တွေရောသွေးတွေရောငါ့ရဲ့ကိုယ်ထဲမှာတစ်စက်လေးမှတော့မရှိဘူးကွာအဲ့ဒီနောက်ခိုကိုရှိဘူးကရုတ်တရက်နဲ့ပဲအမှတ်ငါသိပြီမင်းမှလည်းအမှတ်ထွက်လာပြီပဲလို့ပြောလိုက်ကမြူနင်းအသက်ရှူခြင်းတရမမြောက်ပုံစံမြူတန်လျက်ဆိုတဲ့စကားနဲ့အတူပဲထိုကီရဲ့ဘေးနားမှာမြူငွေများစွာပေါ်ထွက်လာပြီးတော့ခိုကိုရှိဘူးကငါတာမျိုးတခါမှမတွေ့ဘူးသေးဘူးမြူနင်းအသက်ရှူခြင်းအသုံးပြုသူတွေဒီပုံစံတိုက်ကွက်ကိုထုတ်သုံးတာငါတခါမှမတွေ့ဘူးသေးဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်သူ့ရဲ့ level အရှိတက်တဲ့အင်မြန်နဲ့ဓာတ်သင်းကဝင်လာပြီးတော့ထိုကီကခုတ်ပိုင်းလိုက်ပါတယ်ဒါပေမဲ့လည်းခိုကိုရှိဘူးကပျောက်ကွယ်သွားကပြိုင်ဘက်ကင်တိုက်ကွက်ပဲမြူရီကြောင့်သူ့ရဲ့တိုက်ကွက်ကိုမှန်းဆလို့မရတဲ့အပြင်အမြင်တွေကိုပါရှုပ်ထွေးစေတယ်တကယ်ကိုပြောင်မြောက်ပါပဲရဲ့စီးစင်းနေတဲ့ဘုံကအစားအပြစ်အနာအစားအောင်မရှိဘူးတေချာပေါက်ဒီတိုက်ကွက်ကိုသူဖန်တီးထားတာဖြစ်ရမယ်လို့ခိုကိုရှိဘူးကပြောနေကသူတော်မှအတီးပေါက်လုံနေရင်ငါလဲငြိမ်နေလို့ပဲဖြစ်ပါမယ်လို့ပြောလိုက်ကမဟုတ်လို့ရှိရင်ငါဘက်ကရမ်းရကြသွားမှာပေါ့လို့ပြောလိုက်ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးတော့လာမင်းအသက်ရှူခြင်းပထမမြောက်ပုံစံလာမိုက်ညာလာမင်းကြီးရဲ့အလင်းရောင်စင်ဆိုကရွှေဝါရောင်လများနဲ့အတူပဲဘသူပိုင်မှမသိရဲ့လက်တစ်ဖက်ကလေထဲကိုမြောက်သွားတာအောင်မြင်တရမှာဖြစ်ပြီးတော့ထိုကီရဲ့လက်ကခိုကုရှိဘူးဓာတ်ကိုဆွဲထုတ်လိုက်ခြင်းပါပဲခုတ်ဖြတ်ခံလိုက်ရပြီးထိုကီကထိတ်လန့်သွားကသူ့ရဲ့လက်ကိုကြည့်နေရင်းနဲ့ပဲလာမင်းအသက်ရှူခြင်းဆိုပြီးမေကွန်းထုတ်နေကအဲ့ဒါဆိုသူကအသက်ရှူခြင်းကိုအသုံးပြုနိုင်တဲ့မိစ္ဆာပေါ့သူရဲ့လှုပ်ရှားတဲ့တွေကအခြားမိစ္ဆာတွေနဲ့ရှင်းကြည့်လို့ကိုမရဘူးခြေထောက်ကိုနေရာမှန်မှန်ယူပြီးတော့ထိုကီကသူ့ရဲ့ပြတ်သွားတဲ့လက်ကသွေးထွက်မလွန်အောင်တနည်းအားဖြင့်သွေးကိုအနှဲငယ်တိတ်အောင်လို့ဆိုပြီးတော့အင်ကြီးစားနဲ့ပဲစီးလိုက်ကအဲ့ဒီနောက်ခိုကိုရှိဘူးကတော့ပါပြီရဲ့မင်းရဲ့လက်မောင်းတစ်ခုလုံးဆုံးရှုံးသွားတာတော့မှပဲချက်ချင်းသွေးတိတ်အောင်လုပ်နိုင်တယ်အဲ့ဒီတော့လောက်ပါအောင်ငါ့ကိုမင်းရဲ့တိုက်ကွက်အစ်စ်လေးတွေနဲ့ဖျော်ပြပေးပါအောင်လို့ပြောလိုက်ကထိုကီကမြူနင်းအသက်ရှူခြင်းပြောင်းလဲခုတ်ပိုင်းခြင်းဆိုတဲ့စကားနဲ့အတူပဲလျှက်တစ်ပြက်အရှိန်နဲ့ခိုကိုရှိဘူးရဲ့ level နာကိုဓာတ်ရောက်သွားပြီးတော့အဲ့ဒီချိန်မှာရုတ်တရက်ဓာတ်သွားရလမ်းကြောင်းကိုလက်တစ်စုံကဝင်လာပြီးတော့ထိုကီရဲ့ဓာတ်ကိုဘယ်လိုယူလိုက်မှန်းတော့မသိပဲနဲ့ထိုကီကိုနေရာမှာပြန်စိုက်ထားလိုက်ကငါရဲ့မျိုးဆက်လေးမင်းငါပြောတော့နားထောင်ပြီးတော့မိစ္ဆာတကောင်ဖြစ်လာလိုက်စမ်းပါပြီးလို့ရှိရင်အဲ့ဒီလူစီကငါအတိမပြုခံရအောင်လုပ်ပေးမယ်လို့ပြောရင်းနဲ့ပဲဒီမှာနဲ့ chapter 165ကအန်ထားပါတယ်ကျွန်တော်ကတော့ဇေယျပြောပါနောက်နေ့မှာနောက် chapter တစ်ခုနဲ့လူပြန်လာခဲ့ပါမယ်Moving away, can't you see? Sand in your feet, feel the breeze in the summertime. Stars in the sky, wine time for the first time. Moving away to the sea. Moving away, can't you see? Looking down by the ocean, it's a
see